ခုဒီစီဇန်ကိုကြည့်ရှုနေကြတော့မိဘညီကောင်မတော်မအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့စတာဗနာလီမီတန်မန္တလေးတိုင်းဒေသကြီးမန္တလေးရုံးခွဲနှစ်မှာတာဝန်ထမ်းဆောင်နေတဲ့လက်တန်းကြီးပဲဖြစ်ပါတယ်ရှင်။ဒီခုကျွန်မရောက်ရှိနေတာကတော့စတာဗနာလီမီတန်မန္တလေးရုံးခွဲတရဲ့အသင်းသားတအုပ်ဖြစ်တဲ့မအေးသူဝင်နဲ့တွေ့ဆုံမင်းမြတ်ထားတာလေးကိုကျွန်မနဲ့အတူလိုက်လံကြည့်ရှုပေးကြပါအောင်ရှင်။ညီမလေးမင်္ဂလာပါရှင်။ ဟုတ်ကဲ့မင်္ဂလာပါမဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်ညီမလေးရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်။ ဟုတ်ကဲ့ညီမလေးနာမည်ကတော့အေးတူဝင်ဖြစ်ပါတယ်ညီမလေးရဲ့အသက်ကတော့28နှစ်ဖြစ်ပါတယ်မနေရလိမ့်စာလေးကတော့စိန်ပန်းမြို့နေပူရမှာနေပါရဲ့ရှင်ညီမတို့ကတော့အခုလုံးကင်နေရတော့ချမ်းမြောင်နေပန်ကုန်းဆိုင်လုံးနေပါရဲ့ရှင်စတာဗနာပေါ့နော်စတဲ့မလို့သိရှိခဲ့လဲဆိုတာလေးနဲ့ပေါ့နော်ဘာသာစတာဗနာလည်းတွဲဖြစ်တယ်ဆိုတာလေးလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့မဟွာလေအဖေရဲ့အတိမိတ်ဆွေတယောက်ကနေပြီးတော့စတာဗနာကငွေထုတ်ရတာအဆင်ပြေရဆိုလို့ညီမတို့စတာဗနာနဲ့စပြီးတော့လက်တွဲပြီးငွေထုတ်ကြည့်ခဲ့ပါရဲ့ရှင်ဟုတ်အားကြောင့်မလို့အဆင်ပြေလို့ပါရှင်ယခုလက်ရှိပေါ့နော်ချင်းငယ်ချင်းအတွက်ကဘယ်နှချိန်များရောက်ရှိနေလဲဆိုတာလေးလည်းပြပြပေးပါအောင်ရှင်အခုလက်ရှိကတော့9ချိန်မြောက်တော့ရောက်ရှိနေပါရဲ့ရှင်ဟုတ်နောက်ပြီးပေါ့နော်ချင်းငွေပမာဏရောဘယ်လောက်ရထားပါသလဲ360ရနေပါရှင်ဟုတ်နောက်ပြီးပေါ့နော်လုပ်ငန်းအကြောင်းလေးအသေးစိတ်အနည်းငယ်ရှင်းပြပေးလို့ရမလားရှင်ဟုတ်ကဲ့မမဟိုညီမလေးတို့ကတော့ကုန်ချမ်းကိုတော့နေပြည်တော်ကနေပြီးတော့ဝယ်တယ်ရှင်နေပြည်တော်ကနေဝယ်ပြီးတော့ခါကြတော့ညီမတို့အလုံးယုံမှာပဲညီမတို့ကုန်ကြောဖြစ်အောင်လုပ်တယ်လုပ်ပြီးတော့ခါကြတော့စိုက်မှာလက်လီလက်ကပြန်ရောင်းတယ်ပြီးတော့ခါကြတော့ညီမတို့ online ကနေလည်းလက်လီလက်ကရောင်းချပေးနေပါရှင်ဟုတ်ယခုလက်ရှိပေါ့နော်ဗပုလုပ်ငန်းဝန်ထမ်းအင်အားဘယ်လောက်နဲ့လက်ပတ်နေရပါလဲရှင်ဟုတ်ကဲ့အလုံးယုံမှာရောစိုက်မှာရောဆိုရင်10ရောက်လောက်နဲ့လက်ပတ်နေပါရှင်စတာဗနာရဲ့ချင်းဝင်ရပေါ့နော်ညီမလေးတို့ရဲ့အလုပ်ပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုလဲရှိလဲဆိုတာလေးလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့မမအရင်တော့စတာဗနာကတော့25သိန်းရပြီပေါ့နော်အခုက360ရတဲ့အတွက်ပေါ့နော်ညီမတို့ကုန်ချမ်းဝယ်တဲ့နေရာမှာပေါ့ပို့ပြီးတော့ဝယ်နိုင်တယ်ကုန်ကြောတွေကုန်ချမ်းကုန်ကြောတွေလည်းအများကြီးထုတ်နိုင်တယ်အလုပ်သမားတွေလည်းအလုပ်တွေအများကြီးပေးနိုင်တယ်ပြီးတော့ခါကျညီမတို့စိုက်မှာလက်လီလက်ကရောင်းတဲ့နေရာမှာလည်းအလုပ်တွေပို့ပြီးတော့တွင်ကျလာပေါ့နော်အဲကြောင့်မလို့လဲစတာဗနာကိုကျေးဇူးတင်ပါတယ်ဟုတ်အခုပေါ့နော်နောက်ဆုံးအနေနဲ့ပေါ့နော်စတာဗနာရဲ့စနေပြအချိန်မှအတွက်အမတ်ရစကားလေးပြောပြပါအောင်ရှင်ယခုဆက်နေမှတိုင်အောင်ပေါ့နော်နောက်နှစ်ပေါင်းများစွာရရှိတည်တဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးပါရှင်ဟုတ်ညီမလေးတို့ရဲ့ပေါ့နော်ဒီချမ်းမြေအောင်နိဗ္ဗာန်ကုန်လုပ်ငန်းကြီးလည်းတိုးတက်အောင်မြင်ပါစေလို့စတာဗနာမိသားစုရဲ့ကိုစားအမကလည်းဆုတောင်းပေးပါတယ်ရှင်ညီမကလည်းအခုလိုအင်တာလာပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အမတို့ကလည်းကျေးဇူးအများကြီးတင်ရှိပါတယ်စိတ်ရှိလက်ရှိနဲ့ပြကြပေးတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်